မိုးတဲထန်စွာရွာသွန်းတဲ့ဒီကာလမှာကျွန်တော်တို့တပ်ဖွဲ့ရဲ့လမ်းကြောင်းတွေဟာရှုံးပွက်တွေကျိုင်းတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဖြတ်တန်းသွားလာဖို့ခက်ခဲတဲ့ဒီလမ်းဟာအခါတရံမှာကျွန်တော်တို့ရဲ့တာဝန်ထမ်းဆောင်မှုတွေကိုနှောင့်နှေးစေလို့စိန်ခေါ်မှုတွေကိုလည်းပေးစွမ်းနေပါတယ်။ဒါပေမဲ့အခက်ခဲဆိုတာကိုလက်ပိုက်ကြည့်နေဖို့ကျွန်တော်တို့ရဲ့တပ်ဖွဲ့မှာစိတ်တက်မရှိပါဘူး။ကြည့်လိုက်ပါရှုံးနုံတွေထဲမှာရုန်းကန်နေရမယ့်အစားဒီလမ်းကိုအကူတကွပြန်လဲပြုတ်ပြင်မှုရဲဘော်တယောက်ချင်းစီရဲ့လက်တွေဟာတသားတည်းဖြစ်နေကြပါပြီ။တယောက်တစ်လက်တယောက်တစ်ဖက်နဲ့ကြောက်ခဲတွေကိုတည်ဆောင်ကြတယ်။တဲတွေကိုညီညာအောင်ဖြူပေးကြတယ်။ဒီနေရာမှာငါဆိုတာမရှိပါဘူး။ရှိတာကငါတို့ဆိုတဲ့စီလုံးချင်းတစ်ခုပဲဖြစ်ပါတယ်။ဒီလမ်းကိုခင်းနေတာဟာရိုးရိုးလမ်းတစ်ခုကိုပြင်ဆင်တာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ပန်းနိုင်စီခြိတက်ဖို့လမ်းကြောင်းကိုဖောက်နေတာပါ။ရဲဘော်တယောက်ရဲ့ချွေးဆက်တွေကြောက်ခဲတစ်ခုချင်းစီရဲ့တည်ငြိမ်မှုတွေဟာကျွန်တော်တို့တပ်ဖွဲ့ရဲ့ကြန့်ခိုင်မှုကိုစားပြုနေပါတယ်။ရှုံတွေပေကြံနေတဲ့လက်တွေကကျွန်တော်တို့ရဲ့ဂုဏ်ကြီးရာအမှတ်တရတွေပါပဲ။အခက်အခဲရှိတဲ့နေရာတိုင်းမှာကျွန်တော်တို့ရှိနေတယ်။လမ်းမတာတဲ့နေရာတိုင်းမှာလည်းကျွန်တော်တို့ပဲဖောက်လုပ်သွားမယ်။စီလုံးချင်းရဲ့ခြေလမ်းတိုင်းဟာအောင်ဝဲစီကိုပို့ပြီးနီးကပ်စေပါတယ်။